ဘယ်သူခွဲခွဲတို့မကွဲပါချစ်သူနှစ်ဦးချစ်ကြည်နူးသူတို့နှစ်ခုညားသွားပြီတကယ်ညားသွားပြီဘလို့ကိုင်းကိုင်းမခွဲတော့ပါမကွဲတော့ပါမောက်ချင်တယ်လို့မောက်လမ်းရင်တယ်လို့လမ်းချိုးချင်တယ်လို့ချိုးသုံးချင်တယ်လို့သုံးကျွန်းထိုးမလားသူတို့နှစ်ခုတကယ်ညားသွားပြီခွာလို့လည်းမရတော့ပါဘူးဗျာတမ်းအောက်ကနေနေအပေါ်ကနေနေသူတို့နှစ်ခုကတော်တော်ချစ်သွားပြီကြီးအောင်ဗျာအဲ့မှာလုံးဝကိုလို့နေအဲ့မှာရာကျုပ်လဲနီးမျိုးစုံနေဖုန်းနှစ်ခုခွာလို့မရတော့ဘူးတော်တော်ချစ်သွားပြီတဲ့ဒီဖုန်းဝယ်မယ်ဆိုရင်တဲ့ဒါမှမဟုတ်သမီးသားချစ်သူနှစ်ဦးဝယ်လည်းမရပဲဝယ်ရတတ်တဲ့လူတွေပဲဝယ်ပေါ့ဗျာအဲ့လိုနှစ်ဦးစုံတွဲမှဝယ်လို့ရတော့မှာတဲ့တလုံးချင်းဝယ်မယ်ဆိုဝယ်မရတော့ဘူးတဲ့အဲ့ကမှသူတို့နှစ်ခုကခွာလို့ရတော့မယ်တဲ့သစ္စာပြုသွားပြီတဲ့ဗျာကျုပ်ခွဲပြီးရောင်းလို့မရတော့ဘူးကြည်စမ်းပါအောင်ဗျာဖုန်းကောင်တာထဲမှာနှလုံးလုံးထားတာဖုန်းအထီးနဲ့အမနဲ့တွေ့ပြီးတော့ညသွားပြီတဲ့ဗျာတမျိုးကကြတော့ Xiaomi Civic 2တမျိုးကကြတော့ iQOO သူတို့နှစ်ခုညားသွားတဲ့အခါကာလာကလည်းတူးနေတယ်ပြုတ်ကလူလို့ရောင်းရတော့မှတော့အပိကြပါအောင်ချစ်သူစုံတွဲတို့ရေခမည်းတော်ဝယ်မှဒီဖုန်းနှလုံးကရောင်းရတော့မှစင်ငယ်ဒီစုကျုပ်ရောင်းမရတော့ဘူးစင်ငယ်သမားကြီးရေကျုပ်ကိုခမည်းတော်ချစ်သူစုံတွဲတွေဖြစ်ကြပါစီလို့ဆုတောင်းမေတ္တာပို့ပါရယ်အဲ့ကမှကျွန်ုပ်ရောင်းရတော့မှဗျရောင်းရတော့မှဖုံးလေးနှလုံးပါဗျညားလဲညားကျင်စရာပါပဲကာလာလေးရလဲတူးလို့စီဘစ်ကတော့မိန်းကလေးတွေအကြိုက်များတယ်လို့သူကအောက်ကပဲနေတယ်အောက်ကနေတယ်လို့သူကအမဖြစ်နေပြီနဲ့တူတယ်IQOကတော့ဂိမ်းသမားတွေယောက်ျားလေးတွေသုံးတတ်ကြတယ်လို့သူကအထီးဖြစ်သွားတယ်နဲ့တူပါရဲ့ဝင်း